မတူလို့မတူတာပါတနေ့မှာခွေးလေခွေးလင့်တကောင်ဟာတောထဲမှာရှိနေတဲ့တခြားတိရစ္ဆာန်တွေကိုပတ်ပြီးတော့စိန်ခေါ်နေပါတယ်လူလိုပြောရရင်တော့ဗျာမိုက်တဲ့ကောင်ထွက်ခဲ့တတိရှိတဲ့ကောင်ထွက်ခဲ့စသဖြင့်လူတိရစ္ဆာန်သုံးတဲ့စကားတွေနဲ့ပတ်ပြီးတော့မှစိန်ခေါ်နေပါတယ်တခြားဘယ်တိရစ္ဆာန်ကမှသူ့ကိုအဖက်မလုပ်ခဲ့ကြပါဘူးဒီလိုနဲ့တဏီယာအရောက်မှာတော့ချင်းဒီသားဖကိုသွားတွေ့တယ်အဲ့တော့ခွေးလေခွေးလင်းကလေချင်းဒီကိုပါစိန်ခေါ်ပြန်တယ်ဗျချင်းဒီကိုခွေးစကားတွေအများကြီးပြောပြီးတော့စိန်ခေါ်ပါတယ်တတိရှိရင်သူနဲ့ပြိုင်မယ်တတိရှိရင်သူနဲ့ပြိုင်ကြိုက်မယ်ဘာညာပေါ့ဗျာချင်းဒီကသူ့ကိုလှဲ့လို့တောင်မကြည့်သလိုအဖက်လည်းမလုပ်ပါဘူးသူ့သားလေးရဲ့ကြောကိုရှာနဲ့ပို့တပြီးတော့ရှာနဲ့ရက်ပြီးတော့မှငိမ့်နေပါတယ်အဲ့ဒါကိုခွေးလေခွေးလင်းကပြောတယ်တောဘရင်ကြီးတဲ့တတ်သိလည်းမရှိဘူးပြောပြီးတော့ကိုအောင်နိုင်တဲ့သူတယောက်လိုမော်ကြွားပြီးတော့ထွက်သွားပါတယ်ခွေးထွက်သွားတော့ချင်းဒီသားပေါက်လေးကသူ့အဖေကြီးကိုကြည့်ပြီးတော့မှမေးပါတယ်အဖေတဲ့ဒီခွေးကိုအဖေကကြောက်လို့လားအဖေသာပြန်ကြိုက်မယ်ဆိုရင်တကိုက်စာတောင်မရှိတဲ့ဒီခွေးကိုဘာတခုမှပြန်မလုပ်တာလဲအဖေသူနဲ့ပြန်ပြီးမကြိုက်ရဲလို့လားဗျာလို့ချင်းဒီသားပေါက်လေးကအားမလို့အားမရမေးပါတယ်ချင်းဒီကြီးကပြောတယ်ဒီခွေးနဲ့ပြိုင်လို့အဖေနိုင်တော့ကောအဖေဂုံတက်မှာလားတဲ့အဲ့တော့လောကမှာခွေးလေခွေးလင်းစိတ်ဓာတ်ရှိတဲ့လူတွေအများကြီးရှိပါတယ်ဗျဒီပုံပြင်လေးကိုပြန်ပြီးတော့အနည်းချုပ်ရရင်ခွေးတကောင်လိုဟောင်ဖို့လောက်ပဲသိတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုသူတို့ကိုမတူလို့မတူတာကိုသူတို့ကိုကြောက်နေတယ်လို့ထင်တတ်ကြတယ်ခွေးတကောင်နဲ့ပြိုင်ကြိုက်ရင်ချင်းသေးဟာနိုင်မယ်မှသူသိပါတယ်ဒါပေမဲ့သူဟာချင်းသေးဖြစ်တယ်ဘာလဲသူဟာချင်းသေးဖြစ်တယ်ခွေးကိုပြိုင်ကြိုက်လို့နိုင်သွားတာသူ့အတွက်ဂုဏ်ယူစရာမဟုတ်ဘူးလို့သူတွေးတဲ့အတွက်ခွေးကိုဖက်မကြိုက်ဘူးချန်ဒီတကောင်ဟာခွေးကိုအဖက်လုပ်ပြီးတော့ပြန်မကြိုက်တာဟာအရှုံးပေးတာမဟုတ်ပါဘူးမတူလို့ကိုမတူတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့မတူရင်မတူနဲ့အားလုံးပဲကိုယ်စိတ်နှစ်ပါကျမ်းမာချမ်းသာတော်မူကြပါစေ